မိုးကဘာဖြစ်ရှင်မမိုးကဘာဖြစ်ရှင်နေရလဲဆိုသူ့ယောက်ျားပဲတီးမှာဗောဒီမှာသူ့ယောက်ျားတယောက်မှမပါဘူးအားလုံးပဲမင်္ဂလာပါဒီ is တို့ကနေပြန်လဲကြိုဆိုပါတယ်နော်ငဆွဲနေလာတော့နားထောင်ငါပြောမယ်နော်ဒီချိန်ဒီခါမှာငဆွဲရေးအညာဘက်က PDF တွေလေနော်စစ်တိုက်ဖို့ကြည်ဖို့မလောက်တလို့စားဖို့လည်းအသေးအတန်ပဲဒါမဲ့နေကတော့ကရင်ပြည်နယ်တောထဲမှာဝင်ပြီးတော့ကားတွေဝယ်တယ်ကွာနေဖာခံတော့ရတဲ့ငွေလားတာနေကားဝယ်တာဟမ်နေပြောတဲ့နေလာတဲ့မျိုးရိုးတဲ့မှာအိမ်ဖော်ဗာလဲဖတ်ထရကဖာတယ်မတွေနေမလောက်ဘူးတလို့တဲ့နေပြောတဲ့အိမ်ဖော်ကအခုနေတန်ညက်တိုင်းမျိုးချနေတာနေမျိုးစိုးနေတာနေကားတွေဝယ်နေတာအဲ့ဒီအိမ်ဖော်အလောက်လောက်နေတဲ့ကရင်မတွေဒီတိုင်းသားတွေရဲ့ငွေတွေပဲနေရတယ်မဟုတ်ဘူးလားအခုနေတန်ညက်တိုင်းလဲနေဒရုန်းစီးတရားနေလူခံတယ်မဟုတ်ဘူးလားဟမ်ဒရုန်းစီးတရားနေလူခံတဲ့ဆိုတာဒါအိမ်ဖော်မလေးတွေရဲ့ငွေမပါဘူးလားဖာကောင်းရဲ့ဟမ်အညာမ PDF တွေအရေးပေါ်အကူညီရတဲ့ချိန်မှာဖာကောင်းငဆွဲကကရင်ပြည်နယ်မှာကားတွေဝယ်တော့မယ်ဘန်ကောက်မှာမလာခင်မှာကြိုးတင်ကြုံညာတဲ့ဘယ် PDF ကလှုပ်လို့လဲဟမ်နော်ငါအမှန်တရားပြောတာကိုနေကငါ့ကိုပြောတယ်ငါက PDF နာမည်နဲ့ငါလှုပ်စားတယ်ဟမ်ငါလိုက်ပြီးတော့ဂျန်စားတယ်နေကငါပြန်မပြောချင်ဘူးဗျာနေရတတဲ့ကလူတွေကနေကိုပြောထားတယ်မမိုးနဲ့တွားပြီးတော့ဂျန်မစားနဲ့ဟမ်ခွေးတွေပဲနေရောက်မှာငဆွဲရဲ့အဲ့ဒါနေဘလောက်ကလင်ကြည့်လေကျန်အခုနေဝယ်တဲ့ကားနေကိုဝမ်းပြီးတော့ဝယ်ပေးတာလားမောင်နေလက်နဲ့ကင်တာလေငဆွဲနေလက်နဲ့ကင်တယ်နေဘယ်ကနေနေငွေရတာလဲဟမ်ဘယ်ကနေနေငွေရတာလဲတောထဲမှာပြီးတော့လက်နဲ့ကင်တာဘယ်လိုမျိုးကားဝယ်တာလဲငါအဲ့ဒါဖာခံပြီးတော့ရလာတဲ့ငွေလားအဲ့ဒါကိုပြည်သူကိုလိန်လေပြီးတော့तू ကငါဖာကောင်းငါဆွဲရစကားတတ်တယ်လေဒီတို့နော် तू ကမင်းအောင်လိုက် तू အဲ့လိုမျိုးပြောလိုက်အမေစုနာမယ် तू အဲ့လိုမျိုးပြောလိုက်အောင်ပြည်သူလူထုတွေ तू ယုံကြည်အောင်နိုင်ငံရေးစကား तू ပြောလိုက်တော်လိုင်းစကား तू ပြောလိုက်လို့စင်လူတွေကကြားလိုက်လို့စင်ကကြီးအဖိုးကြီး KNU ပြန်ကြားရေးမှုစောတော်နီးတို့လိုမျိုးပေါ့နော်ပြီးတော့သူတို့ပြောလို့စင်ပြည်သူတွေနားထောင်လို့စင်အရန်အားရတယ်အရန်ကိုအားစီတယ်အရန်ကိုလည်းအားတက်တယ်ဒါမဲ့သူတို့ပြောတဲ့စကားနဲ့သူတို့ရဲ့လောက်ရကဆောက်တော်လွယ်ကြီးဒါငဆွဲလဲလိုမျိုးပဲနော်2025အခုဘာတွေကာကွယ်အောင်မလဲ2025ဟမ်ငါပြောတဲ့အတန်းဖြစ်နေတာလေ PDF သူ့ရောင်ဆောင်အရေးခြုံနေပဲတန်တာဒီငဆွဲတို့အဖွဲ့တွေပေါ့နော်ပြောရမယ်ဆိုရင်တော်လန်ရေးပေါ်တကယ်တစ္ဆာစီတဲ့သူအာနာစင်အာနာယူတကယ်တော်လန်တဲ့သူကဘသူကကြိုတင်မလဲကျွန်တော်ဘန်ကောက်သွားတော့မယ်ကားဝယ်တော့မယ်ဆိုတာဘသူကကြိုတင်ကြုံညာမလဲငဆွဲဖာကောင်းသူ့ရဲ့ပလိတ်သားတွေသူ့ရဲ့ပြည်သူတွေသူလိန်တာပေါ့အဲ့ဒီမအေးလို့ကဖာကောင်းငဆွဲငါ့ကိုပြောတယ်ငါသူ့အမြဲတမ်းပဲရန်စားတယ်တဲ့မမောအမြဲတမ်းပဲရန်စားတယ်တဲ့ပြည်သူတို့ရေပြီးတော့စီးပွားရေးဘယ်လိုခွားမလဲလောက်စားတိုက်စားလိန်စားဘန်းပြတဲ့အခုမှပဲဗလဲနေ့ရက်အမငါအမဖြစ်သွားအောင်နေ့ကိုနေတသေးချတရေဝင်မတင်ပြမချပြပဲနဲ့ပြည်သူလူထုတွေနေ့ကိုအထင်မြင်မအောင်နေလိန်စားညာစားလို့မရနေလူခံစားလို့မရတော့ဟာနေ့အမငါအမဖြစ်သွားနေလောက်တာပေါ့လေဖာကောင်းရဲ့ဟာပြည်သူလူထုထပ်ပတ်ပြလက်နဲ့တွေအများပြားရပြီးတော့ဖာကောင်းတွေကအလောက်တယောက်မှပြတာမလုပ်ဘူးမေအေလို့တွေနော်ကောကလေးမျိုးတိတ်တိုက်ပွဲဆိုတာနေတော့လူခဏဘယ်နှခါစီးပြီးလဲနောက်ဆုံးတော့အမြဲတမ်းပဲပြန်နောက်ဆောက်တယ်လမ်းပြန်တော့ဖွင့်ပြတဲ့ဒါဘယ်အဖွဲ့တွေလဲငဆွဲအဖွဲ့ကပါဘူးလို့မပြောလိုက်နဲ့ကရင်ပြည်နယ်နဲ့ပတ်သက်ပြီးပြည်သူလူထုတွေအများပြားစိတ်ဓာတ်ကျနေတဲ့အချိန်မှာစိတ်ပြက်နေတဲ့အချိန်မှာငဆွဲကလိုင်းပေါ်မှာတက်ပြီးတော့ကားဝယ်မယ်တဲ့ဩစရာကြီးနော်ဟမ်ကလင်ကတိအဲ့ဒါနေသိပလားကလင်ကတိဆိုတာဘယ်အချက်လဲနေကိုပြောတာလဲဆိုတာအညာဒေတာက PDF တွေအသေးအတန်အရေးပေါ်အကူအညီလိုအပ်နေတဲ့အချိန်မှာကရင်ပြည်နယ်က PDF တွေကတထေးတွေဖြစ်ကုန်ကားတွေပြန်ပြီးတော့ဝယ်တိုက်တွေပြန်တော့ဝယ်မရတွေနဲ့အေးအေးစင်းနေသားသမီးတွေနဲ့အေးအေးစင်းနေလက်ထားပြီးတော့သားမရတွေအကောင်လုံးစီကုန်ပြီအခုအညာဘက်က PDF ဆိုရင်ဖင်ကောင်းတာမှအချိန်မရှိဘူးသားမရယူဖို့မပြောနဲ့ကားဝယ်ဖို့မပြောနဲ့စီးဖို့ဖဏတော့မှမရှိဘူးတချို့နေရာမှာအဲ့ဒါစောက်ဆက်တရားဆိုတာစီးပြီနော်စကားပြောတယုံနဲ့တီးသူလူထုကနေရအတန်အကလုံးဟိုယုံကြည်မဲနေပြောတဲ့စကားလုံးတွေကနော်မထင်လိုက်နဲ့ငဆွဲ2025ရောက်ပြီဘယ်နေရာမဆိုအခုဒီတပအတွင်းထဲမှာ PDF တွေစိတ်ဓာတ်ကြပြီးတော့ကိုပြန်တော့တတ်သေးတာ10ရောက်နေပါရှိနေပြီတန်းရင်အများကြီးပဲနော်မမို့သိတဲ့တန်းရင်တချို့အမည်မဖော်တဲ့တန်းရင်တွေရှိတယ် PDF တွေကကိုပြန်တော့တတ်သေးတာဘာကြောင့်ဆိုတော့သူတို့သိတဲ့နေရာတွေသူတို့ယုံကြည်ရတဲ့သူတို့ရဲ့ခေါင်းဆောင်တွေသူတို့ရဲ့အဖိုးကြီးတွေကအခုဒီလိုမျိုးပြန်တော့လှုပ်လိုက်တဲ့အချိန်မှာသူတို့စိတ်ဓာတ်ကြပြီးတော့သူတို့ကိုပြန်တော့တတ်သေးလိုက်တာအများကြီးပဲအဲ့ဒါတွေကြတော့အများအပြားလူတွေကအမှန်တရားဖော်လို့မရဲဘူးနော်ဒါမဲ့ငဆွဲစကလုံးတွေကောင်းပြီးတော့အလူခံနေသေးတယ်နော်ဘာမှမဖြစ်သလို
ကရင်ပြည်နယ်ကပြည်သူတွေဘာမှဒုက္ခမရောက်သလိုအဲ့တလိုမျိုးစကလုံးတွေပြောနေတယ် အာယုံဆိုင်မဲ့စာညီလေး နော်တော်လန်ရေးအမြန်ဆုံးနိုင်ရှင်လို့အဆင်ပြေတော်လန်ရေးကိုတကယ်တိုက်တဲ့သူငါတို့ကကုညီထောက်ပံ့ပေးရမှာအခုငဆွဲလူခံတဲ့ drone အစီတရားသူဘယ်မှာတော့ကျဲမလဲသူတို့အမြဲတမ်းဒီ campaign တွေခဏခဏလူခံတယ်ဒီလေးနှစ်ကျော်သူဘယ်မှာသူတို့ဘယ်မှာတော့ကျဲလို့လဲ ကျွန်တော်တို့နိုင်ငံသား ဟမ်သူတို့ကျဲဘူးတဲ့နေရာသူတို့သိမ်းဘူးတဲ့နေရာ BGF တွေကတော့ပြန်တော့ယူတာလေသူတို့ကတော့ပြန်နောက်ဆောက်တာလေ ပတ်ဆိုင်နေ အဲ့တော့ငဆွဲအပြောကောင်းတိုင်းငဆွဲကနိုင်ငံရေးပြောတာကြွယ်တယ်တော်လန်ရေးပြောတာကြွယ်တယ်ဘောမတွေဆဲတာကြွယ်တယ်အဲ့ဒီအစွဲလန်းနဲ့သွားလို့စင်သွားပြီနော်အဲ့ဒါကရင်ပြည်နယ်အကြောင်းဘာတွေဆက်ပြီးတော့လိမ့်မလဲဟမ်ဒီတော့ငဆွဲကသိပြီလားငဆွဲကို မမိုးကဘာဖြစ်ရှင်မမိုးကဘာဖြစ်ရှင်နေရလဲဆိုတော့သူ့ယောက်ျားပဲသိမှာဗောဒီမှာသူ့ယောက်ျားတယောက်မှမပါဘူးမမိုးဘာဖြစ်ရှင်နေရလဲဆိုတော့သူ့ယောက်ျားတော့သိချင်မှသိမယ်ဒီမှာကျွန်တော်တို့ကတော့ပိုဆိုးတာပါလေဒီမှာသူ့ယောက်ျားလည်းမပါဘူးဆိုတော့ဘာကြီးလဲကိုယ်ဆွဲရည်တဲ့မမိုးကတဲ့ TikTok မှာကောင်းစင်းနေတော့တော့တော်တော်အာယုံဆိုင်တယ်အဲ့ဒီကိစ္စတွေအဲ့ဒါအာယုံဆိုင်မဲ့စာညီလေးကမင်းတော်လန်ရေးမှာအာယုံဆိုင်လိုက်လို့ရှိရင်ငါတို့တော့အဲ့လောက်မပင်ပန်းတော့ဟိုပြန်နေရပြီသိလားနော်မင်းတို့စောက်ရေးမပါတဲ့ဟာတွေပေါ်မှာတော်တော်အချိန်ဖြုံးတဲ့ကောင်လေဟေးလားလားအရန်ကြိုက်တယ်ကျွန်တော်တို့နိုင်ငံသားတွေကိုဆွဲတယ်မမိုးဘလို့မြင်လဲအကူတို့တဲ့ပတ်ဆိုင်နေတယ်အပြူဆိုရင်တော့ချစ်စရာလေးပေါ့ကလေး2ယောက်လား3ယောက်လားမသိဘူးရှိတယ်ဆိုတော့တိတ်တော့စိတ်ဝင်စားတော့အဲ့လိုပဲမြင်တာပဲအမျိုးသမီးတယောက်ပေါ့ပြောမှုမမိုးပါမပြောရဲဘူးပြောရဲဘူးလေ